စုမြတ်နဲ့အတူတူ slang လေးတွေကိုလေ့လာကြမယ်နော် Saya app မှာ promo code SM24 ကိုသုံးပြီးတော့ up to 30% ထိ promotion ရယူဖို့လည်းမမေ့နဲ့အောင်နော် out of pocket မမျှော်လင့်မဲ့ရိုင်းဆိုင်တဲ့အပြုအမူကိုပြောတာဖြစ်ပါတယ် For example your crush ignoring you isn't out of pocket it's in character main crush ကမင်းကိုလှည့်လည်ရှုထားရဲဆိုတာရိုင်းဆိုင်တဲ့အပြုအမူမဟုတ်ပါဘူးဒါစရိုက်လက္ခဏာပါသူတို့လုံးနေကြပုံစံတိုင်းပြုမှုနေရမျိုးပေါ့နောက်တစ်ခုကတော့ benched တယောက်ကကိုယ်ရွေးချယ်မှာမဟုတ်ပဲစောင့်လိုက်ထားတာဥပမာ stop calling it a talking stage you're on the bench baby စကားပြောပြီးကျူနေတဲ့အဆင့်လို့မသုံးနဲ့နော်နင့်ကိုရွေးမှာမဟုတ်ဘူးစောင့်လိုက်ထားတာ dry texting တိုတိုနဲ့ပြင်းစရာကောင်းတဲ့ message တွေ reply တာမျိုးပါ For example dry texting no babe that's called zero interest dry texting လုပ်နေရမဟုတ်ဘူးเนาะစိတ်ကိုမုန်းစားတာပါနောက်ဆုံးတစ်လုံးကတော့ clingy error တစုံတစ်ယောက်ကကိုယ်စီကနေအဆက်မပြတ် attention လိုချင်နေတဲ့အဆင့်ဥပမာ clingy error unlocked I want updates every hour even if nothing happened ဘာမှမဖြစ်ဘူးဆိုရင်တော့အချိန်တိုင်း update တွေသိချင်တယ်เนาะCrush ကတော့ဖမ်းလုပ်ပေးမယ် Saya app ကတော့ဘာသာစကားတွေကိုနေ့တိုင်းအသစ်တွေသင်ယူနိုင်ဖို့ကူညီပေးနေရနော်ဒီဇင်ဘာမှာမွေးတဲ့သူတွေအတွက်ဒီဇင်ဘာလ31အထိတစ်လလုံးဂျပန်စာ package ပဲဝယ်အင်္ဂလိပ်စာ package ပဲဝယ်50% off ရမယ်အစီအစဉ်ရှိရနော်